လွယ်တဲ့ဝက်နံရိုးပလက်လန်စပလင်တွေကိုထူထောင်ပေးမယ်ကြက်သွန်တွေကိုလည်းထချမ်းချက်လိုက်ပါမယ်ဂျင်းတွေကိုလည်းပပလှီးပြီးတော့ဓာပြရိုက်ထားပေးလိုက်ပါမယ်ကြက်သွန်ပြူကိုလည်းဓာပြရိုက်ပြီးတော့တေးသေးလေးတွေလှီးထားပေးလိုက်ပါမယ်နန်းနန်းမေအမြင့်လည်းထည့်မှာဖြစ်ပါတယ်တန့်စင်ပြီးဝက်နံရိုးဖြစ်ပါတယ်ပြီးရင်မြင့်ချင်ကိုလည်းပပလေးတွေလှီးထားပေးလိုက်ပါမယ်ငေယိုသေးသေးခမများကိုလည်းမညက်တညက်လေးအချမ်းကွဲအောင်ထောင်းထားပေးလိုက်ပါမယ်ရင်နှွေးတည်ထားပေးပြီးတော့ရင်နှွေးဆူတာနဲ့ဝက်နံရိုးထည့်ပြီးတော့ကြက်သွန်နီကြက်သွန်ပြူချင်းစပလင်နန်းနန်းမေအမြင့်ထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါမယ်ဝက်နံရိုးတွေမနုတနုဖြစ်လာလို့ရှိရင်ပြစ်ချင်ထည့်ပြီးတော့မီအေးလေးနဲ့တည်ထားပေးလိုက်ပါမယ်ကျွန်တော်ကတော့မီးသွေးနဲ့တည်တာဖြစ်တဲ့အတွက်အားလုံးထည့်ပြီးတော့ပြစ်ထားလိုက်ပါတယ်ခင်ဗျာရေလေးလည်းခန်းလာပြီးဝက်နံရိုးလည်းနူးလာပြီးဆိုလို့ရှိရင်အရသာအတွက်ငှက်ပြားရဲ့အကျဲခင်းရွက်မုံငရုတ်သီးစိမ့်ထောင်းထားတာရဲ့ငါးငှက်ပြားရဲ့နည်းနည်းထည့်လိုက်ပြီးတော့မှွေပေးလိုက်တာနဲ့အရသာရှိရှိထိထိမိမိကွီကွီနဲ့နံရိုးမီးတောင်မဟုတ်တဲ့နံရိုးပူဆက်ပက်လက်လန်ဟင်းလေးတစ်ခွက်ရပြီဖြစ်ပါတယ်ဒီဟင်းကိုဝက်နံရိုးနဲ့မဟုတ်ဘဲနဲ့ကြက်နံရိုးဟုတ်ပါဘူးချက်နိုင်ဘူးတော့ချက်ချက်တော့တယ်ချက်စားလို့ရတယ်လို့ပြောပြโอเคစားမှမယ်ဒီမှာဘာလဲရနုတွေ